ကျွန်တော်ရဲ့ဒီနေ့အကြံလေးရေးဆက်ထားလိုက်တဲ့တခြင်းလေးတစ်ပုဒ်ကတော့တစ်ချိန်ချိန်မှာခွဲကြရမှာတဲ့ကိုကိုကိုသာချစ်ဆုံးပါကိုကိုကိုသာခင်ဆုံးပါဒေါသတွေထားပေါက်ွယ်ကြရဲ့ကျင်နာများပြတ်သုံးသွားကအချစ်တွေလည်းကုန်ဆုံးတတ်သေးတာကိုကိုကိုသာချစ်ဆုံးပါကိုကိုကိုသာခင်ဆုံးပါနင့်ကိုလေမရရင်ယူရကြီးရဲ့ဆိုရဲစကားတွေသိရှင်ရင်နဲ့ကိုယ်စိတ်တွေအလိုမကြဒေါသတွေထားပေါက်ွယ်ကြရဲ့အကျဉ်းနာများပြတ်သုံးသွားကအချစ်တွေလည်းကုန်ဆုံးတတ်သည်သာဒါရေဟာလောကသင်္ခါရဓမ္မတရားများသာဒါရေဟာလောကသင်္ခါရဓမ္မတရားများသာတကယ်ရန်ပြန်ဆန်းစစ်ကြကိုကိုကိုသာချစ်ဆုံးမှာတကယ်တမ်းပြန်တွေ့ကြည့်ကြကိုကိုကိုသာခင်ဆုံးပါတွေ့တာမဆုံးလည်းနေအောင်မဘဝတန်တရားအချစ်ဟာမိပါဒေါသဟာလည်းမိပါလောဘဟာလည်းဝိဇ္ဇာမောင်ဖုံးလို့ချစ်တုံးပြောတော့ခဏတာခဏလေးတာပါတစ်ချိန်ချိန်မှာခွဲကြရမှာပါကိုကိုကိုသာချစ်ဆုံးပါကိုကိုကိုသာခင်ဆုံးပါနင့်ကိုလေမရရင်ယူရကြီးရဲ့သိရှင်ရင်နဲ့ကိုယ်စိတ်တွေအလိုမကြဒေါသတွေထားပေါက်ွယ်ကြရဲ့အကျဉ်းနာများပြတ်သုံးသွားကအချစ်တွေလည်းကုန်ဆုံးတတ်သေးသာဒါရေဟာလောကသင်္ခါရဓမ္မတရားများသာဒါရေဟာလောကသင်္ခါရဓမ္မတရားများသာတကယ်ရန်ပြန်ဆန်းစစ်ကြကိုကိုကိုသာချစ်ဆုံးပါတကယ်ရန်ပြန်တွေ့ကြည့်ကြကိုကိုကိုသာခင်ဆုံးပါတွေ့တာမဆုံးလည်းနေအောင်မဘဝတန်တရားအချစ်ဟာမိပါဒေါသဟာလည်းမိပါလောဘဟာလည်းမိပါအဝိဇ္ဇာမောင်ဖုံးလို့ချစ်တုံးပြောတော့ခဏတာခဏလေးတာပါတစ်ချိန်ချိန်မှာခွဲကြရမှာပါတစ်ချိန်ချိန်မှာခွဲကြရမှာပါ
ခွဲကြရမှာပါတစ်ချိန်မှာခွဲကြရမှာပါကျေးဇူးတင်ပါတယ်ဗျာအခုမှပဲလက်တန်းရေးပြီးတော့ဒီဆိုရတာဖြစ်တဲ့အတွက်ဒီဘိုက်လေးထည့်မပေးတာကိုဒီခံကြပါကျေးဇူးပါဗျာ